မြန်မာမှာလူငယ်တွေညစ်ပြီးတော့အိမ်ကိုညစ်ပြီးတော့ညစ်တွန်းလို့မှားပုံကြတဲ့လူငယ်တွေအများကြီးပဲဘာမှမဟုတ်သူတို့တကယ်လိုချင်တာလားဆိုတော့မဟုတ်ညစ်တွန်းတာအိမ်ကချုပ်ချယ်လုံးအားကြီးလို့ညစ်တွန်းရင်းနဲ့အိမ်အောင်ကြသွားတာတွေညစ်တွန်းရင်းနဲ့ကလေးရသွားတာတွေညစ်တွန်းရင်းနဲ့မဖြစ်တဲ့နာတွေစောစောစီဖြစ်ကုန်တာတွေညစ်တွန်းရင်းနဲ့အရွက်တိုက်ရင်းနဲ့စောက်တလွဲတွေဖြစ်ကုန်တာတွေကိုမလုပ်ချင်တဲ့ဟာတွေအရွက်တိုက်ပြတာအရွက်တိုက်ပြင်းနဲ့ဘဝတွေကနောက်ဆုံးစုပ်ပြတ်သွားအောင်အများကြီးတွေ့ဘူးတယ်အများကြီးနေရဒေသဘောင်းစုံမှာတွေ့ဘူးတယ်နောက်ဆုံးဘလောက်အတ္တပူကြီးရဲ့မိဘတွေကသမီးလင်တော့လိုက်သွားရင်တော့မှပြန်ခွဲပြစ်တယ်သူတို့ညစ်လို့စိတ်ညစ်လို့ထွက်သွားတဲ့သမီးကိုလင်တော့လိုက်သွားတာတော့မှသူ့ဘက်သူနေတော့ဘောမဟုတ်အဲ့တော့ပြန်ရအောင်ပြန်ခွဲပြီးအိမ်ပြန်ခေါ်ထားတယ်ပေါ့သူတို့လိုချင်တဲ့ဘောင်အတင်းပြန်သွားတယ်တကယ်တော့မဟုတ်ဘူးအဲ့ဒါသူတို့လုပ်နေတာသူတို့ကိစ္စကိုသူတို့လုပ်တာတာသမီးနဲ့ဘာမှမဆိုင်သူတို့ကအဲ့ဒါကိုခါပါလို့တာမိတာသမီးကောင်းသေးချင်လို့မိဘတာဝန်ရှိတယ်ဘောတာဝန်ရှိဘောကောင်းသေးချင်ခမများတို့ကိုဘွားကိုတော့မကောင်းဘယ်လိုနေမှမသိတဲ့လူတွေကတာသမီးကောင်းသေးချင်လို့ဆိုတော့သူတောင်းလေရွှေကုန်ပြရမှာမနဲ့တခါနေ့လက်တခါညတခါတကောင်ထိဖွင့်တကောင်ထိပါသွားပြီးသူတောင်းညောင်း7ပတ်စိတ်လိုက်အောင်ကိုနဝင်းမိုးလေးမှာတီးအောင်စိတ်လိုက်အောင်စောက်ဘောတွေ